Joshua Van ကဒီချန်ပီယံဆိုတဲ့နေရာကိုထိုက်တဲ့တန်တန်နဲ့ရရှိလာတာဆိုပြီးပြောဆိုလာတဲ့ကမ္ဘာကျော်ချန်ပီယံကြီးများမင်္ဂလာပါပရိသတ်များရှင် Fighting Spirit Channel ကနေပြန်လဲကြိုဆိုပါရစေကျမတို့ရဲ့ Fighting Spirit Channel ရာဆိုရင် MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးနေတဲ့ channel ပဲဖြစ်ပါတယ်ဒါကြောင့်ဗီဒီယိုမဆိုင်ခင်မှာကျမရဲ့ channel ကိုအရင်ဆုံး like and subscribe လုပ်ထားပြီးတော့ notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါရနော်ဒါဆိုရင်ဒီနေ့ဗီဒီယိုလေးကိုစလိုက်အောင်ပါ Joshua Van ပွဲပြီးမှာတော့ဒီပွဲအကြောင်းကို fighter တွေရောပရိသတ်တွေရောနောက်ထပ်ချန်ပီယံအများစုကပါပုံစံပေါင်းစုံနဲ့မှတ်ချက်တွေပေးနေကြတာပါဒီလိုမှတ်ချက်ပေးတဲ့အထဲမှာတော့ Brazil fighter Moicano က Joshua Van ဒီလိုအောင်ပွဲခံနေတာမှားတယ် Joshua Van ကဒီလိုမျိုးအနိုင်ပွဲကိုမရတင်ဘူးစားတဲ့ပုံစံပေါင်းစုံနဲ့သူကမှတ်ချက်တွေပေးနေတာပါကျန်တဲ့ fighter အများစုကတော့ Joshua Van ရဲ့လုပ်ရအပေါ်ချီးကျူးနေကြတာပါဒီထဲမှာလည်းကမ္ဘာကျော်ချန်ပီယံကြီးတွေများစွာပါဝင်နေပါတယ်ဒီနေ့ပြောဆိုလာတဲ့မှတ်ချက်ပေးတဲ့လူတွေထဲမှာတော့ Demetrius Johnson နဲ့ Israel Adesanya တို့ရဲ့အကြောင်းကိုပြောဆိုသွားမှာဖြစ်ပါတယ်ပထမဆုံးပြောဆိုချင်တာကတော့ Demetrius Johnson ပြောဆိုသွားတဲ့အကြောင်းပဲဖြစ်ပါတယ် Demetrius Johnson ဆိုတာကလည်း MMA လောကမှာ GOAT fighter လို့တောင်သတ်မှတ်ခံထားရတဲ့ fighter တစ်ယောက်ပါ UFC မှာဒီ flyweight တန်းချန်ပီယံကပတ်ကို17ကြိမ်အထိသူကကာကွယ်ပြနိုင်ခဲ့တာပါ One Championship မှာလည်း flyweight တန်းချန်ပီယံကပတ်ကြီးကိုသိမ်းပိုက်နိုင်ခဲ့ပြီး Hall of Fame ဆိုတဲ့ဂဏ္ဍဝင်ဆုကြီးကိုတောင်ရရှိခဲ့တာပါ fan နဲ့ပန်တူဂျာတို့ရဲ့ပွဲနဲ့ပတ်သက်ပြီး DJ ကအခုလိုမျိုးပြောဆိုလာပါတယ်ဒီပွဲကိုတကယ်ကောင်းတဲ့ပွဲဖြစ်မယ်ထင်ထားခဲ့တာစိတ်မကောင်းစွာနဲ့မျှော်လင့်လို့ဖြစ်မလာခဲ့ဘူးပွဲစားတာနဲ့ပန်တူဂျာကတိုက်စစ်စဖွင့်တယ် fan ရဲ့ defense လုပ်သွားတာလည်းအရန်ကောင်းတယ်အဲ့ဒီမှာ van ကို high kick နဲ့ကန်လိုက်တာတော်ကိုကောင်းတယ် van ကခြေထောက်ကို catch ဖမ်းပြီးတွန်းချလိုက်တယ်လက်နဲ့ထောက်ပြီး body weight နဲ့မညီမျှတော့ဒဏ်ရာရသွားတယ် van ရဲ့ကစားပုံကလည်းကောင်းတယ်ရင်ခုန်ကြလည်းကောင်းတယ် van နဲ့ထိုက်ကန်တာကိုရရှိလို့ဂုဏ်ယူပါတယ်ဒီလိုမျိုးသူကပြောဆိုသွားခဲ့တာပါ DJ ကတော့ဒီလိုမျိုးပြောဆိုသွားခဲ့တာပဲဖြစ်ပါတယ်ဂန်နွေ fighter ကြီးကတော့ van ကတကယ်ကိုမှကောင်းတဲ့ fighter ဖြစ်တယ်ဆိုပြီးတော့လည်းတုံးတက်ပြသွားတာပါနောက်ထပ်ပြောဆိုလာတဲ့ချန်ပီယံကတော့ middleweight တန်းချန်ပီယံဟောင်း Israel Adesanya ပဲဖြစ်ပါတယ် Izzy ကတော့အခုလိုမျိုးပြောဆိုသွားခဲ့တာပါပန်တိုဂျာကဒီပွဲမှာစတာနဲ့တိုက်စစ်စင်တယ် van က hard kick ကန်ခံလိုက်ရတယ်အဲ့ဒီမှာပွဲကစရတာပါပဲ van က catch ဖမ်းပြီးပန်တိုဂျာကိုတွန်းချလိုက်တယ်အဲ့ဒီမှာပန်တိုဂျာက injury ဖြစ်သွားပြီးဒိုင်းကပွဲကိုရပ်တန့်လိုက်ရတယ် van ကလည်းချန်ပီယံဖြစ်လာတယ် van ကဒီခပတ်နဲ့မထိုက်တန်ဘူးလို့ပြောနေတဲ့ကောင်တွေကလည်းအများကြီးပါပဲဒီကောင်တွေကိုပြောချင်တာကတော့ဒီကောင်တွေက MMA အကြောင်းကိုဘာမှနားမလည်တဲ့ကောင်တွေပဲဖြစ်မှာပါ van ကဒီပွဲမှာဘောင်ထဲကနေပဲဆွသွားခဲ့တာပါပန်တိုဂျာကတတ်မဲ့ဒဏ်ရာရတာတော့မဟုတ်ပါဘူး fan ကအကောင်းဆုံး game plan နဲ့ထိုးတက်ပြနိုင်ခဲ့လို့ပန်တိုဂျာဒီလိုမျိုးဒဏ်ရာရသွားတာပါဒါကြောင့်မလို့ van ကဒီအနိုင်ရရှိတာနဲ့ထိုက်တန်ပါတယ်ပန်တိုဂျာအတွက်ကတော့တကယ်ကိုမှစိတ်မကောင်းပါဘူးပန်တိုဂျာလည်းအကောင်းဆုံး recovery အမြန်ဆုံးဖြစ်ပါစေလို့ဆုတောင်းပေးတယ်ဒါမဲ့လည်း van ကဒီခပတ်နဲ့အကောင်းဆုံးထိုက်တန်တဲ့လူပါဆိုပြီးတော့ Izzy ကပြောသွားခဲ့တာပါဂန်နွေ fighter ကြီးတွေကတော့ဒီလိုပုံစံနဲ့ပဲတုံးတက်ပေးခဲ့ကြပါတယ် Joshua Van ကိုဝေဖန်နေတဲ့ပရိသတ်တွေကို fighter ရရှိပေမဲ့လည်းအများစုကတော့ van ဘက်မှာရက်တည်နေတာကတကယ်ကိုမှကောင်းမွန်တဲ့အနေထားပါပဲ van လည်းနောက်ထပ်အောင်မြင်မှုတွေထပ်ရရှိပါစေလို့ဆုတောင်းပေးပါတယ်ရှင် van ရဲ့ထူးခြားတဲ့သတင်းတွေရှိတဲ့အခါမှာလည်းဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗီဒီယိုကိုကျမနဲ့အတူအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်လည်းကျမ channel ကနေဒီလို MMA နဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေ One Championship UFC အစရှိတဲ့သတင်းတွေကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျမ channel ကို like and subscribe လုပ်ထားပြီး notification လေးကိုနှိပ်ထားဖို့တောင်းဆိုပါတယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်